တတိယကဘာကြီးပြီးဆုံးသွားချိန်မှာတော့ဘသူမှအနိုင်မရရှိခဲ့ပဲပျက်စီးခြင်းတွေနဲ့အမှန်ခေတ်တစ်ခုပဲကြံရည်ခဲ့ပါတယ်ဒီခေတ်မှာတော့အနည်းပညာတွေပျောက်ကွယ်သွားပြီးငွေကြီးနဲ့အင်အားဟာအရာအလုံးထစ်လာခဲ့တယ်တမ္မာစုတွေကအေးချမ်းချမ်းနေထိုင်နိုင်ကြပေမဲ့အားနည်းသူတွေကတော့ငတ်မှုခေါင်ပါပြီးတားကောင်တွေဖြစ်လာရပါတယ်ရှင်တန်ဖို့တဲ့ဆိုရင်ဘလို့ရက်ဆက်မှုမျိုးကိုမဆိုပြုလုပ်ကြရတဲ့တပ်ဖြံမှရှင်တန်ရမယ်လောကကြီးပေါ့ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့လူဖွဲ့စည်းမှာ trade fornication လို့ခေါ်တဲ့တေမင်းတမန်ကစားပွဲတစ်ခုရှိနေပါတယ်အပေါ်ရန်ကြည့်တယ်ကောကျွန်တော်တို့ငငယ်ကစော်ခဲ့တဲ့မွန်စွန်းထုတ်ထိုင်လို့လူတိုင်းကစားနေတယ်နဲ့တူပြီးပဲတကယ်တမ်းမှာတော့ရှုံးနေသူဟာအသက်ပေးရမယ်အကြီးတွေပဲဖြစ်ပါတယ်မွန်ကဓာတ်ကိုဟတ်မင်းနောက်ကနေခုတ်မယ်ဆိုတဲ့တချင်းစားသားအတိုင်းဒီကစားပွဲမှာဖလူးကိုမှယုံကြည်လို့မရတယ်လို့နောက်ကျောကနေဓာတ်နဲ့အထိုးခံရဖို့ကလည်းစက္ကန့်တိုင်းမှာထိနိုင်ကြီးရှိနေပါတယ်ဒီဂိမ်းကိုထိန်းချုပ်ထားတာကတော့ Canvin လို့ခေါ်တဲ့ဂိမ်းစရာနဲ့နောက်ွယ်ကလှုပ်ဝက်စမ်းကျဲတဲ့ boss ဆိုသူပဲဖြစ်ပါတယ်သူတို့ရဲ့အယူဆကတော့အားနည်းသူတွေကိုအကြမ်းဖက်မှုနဲ့ထိန်းချုပ်ထားမှသာလူအဖွဲ့အစည်းမှာစနစ်တကျရှိနေမယ်ဆိုတာပါပဲ Rand နဲ့ Fear တို့လိုမိန်းကလေးတွေဟာဒီရက်ဆက်တဲ့ဂိမ်းလေးမှာရှင်တန်မှုရုန်းကန်နေကြရပြီးနောက်ဆုံးမှာတော့အနိုင်ရရှိသူကသာသမိုင်းကိုရေထိုးဝင်ရမှာဖြစ်ပါတယ်အမှန်တရားဆိုတာဒီကစားပွဲမှာအသက်ရှင်ကြံရည်သူအတွက်သာဖြစ်ပြီးကြံတဲ့သူတွေအတွက်တော့တေထင်းတရားကသာအဆုံးသတ်ပဲဖြစ်ပါတော့တယ်